73သိန်းကျော်တန်တဲ့ Elizabeth Arden က skincare တွေကိုစူဇန်4သိန်းနဲ့ဘယ်လိုဝယ်လဲဆိုတာကိုရှင်းပြမယ်နော်Youth Restoring Serum က14လုံးပါတယ်ပြီးလို့ရှိရင် Tightening Night Day Cream က50 ml ပါတယ်ပြီးလို့ရှိရင် Lifting Night Cream က15 ml ပါတယ်ပေါ့နော်ဒီလို3ခုပါတဲ့ပစ္စည်းကိုဆိုတော့73ပေါင်ပေးလိုက်ရပါတယ်ဆိုတော့ဒီ73ပေါင်ပေးတဲ့အတွက်ကြောင့်မလို့50ကျော်ရတဲ့အတွက်ကြောင့်မလို့ဒီ gift set လေးတစ်ဆက်လည်းရတယ်ပေါ့နော်ဒီ gift set လေးတစ်ဆက်လည်းရတဲ့အပြင်ကိုတစ်ချိန်250ကျော်တန်တဲ့ပစ္စည်းစက်တစ်မျိုးကိုလည်း85ပေါင်နဲ့ရခဲ့ပါတယ်ဒါကfree gift ရတဲ့ set လေးပေါ့နော်ဒီ8ကလေးရဲ့အဲမှာဘာလဲကြည့်ကြည့်မယ်နော် Retinol နဲ့ HPR series ရဲ့ကနေပြီးတော့ capsule က9လုံး water cream က15 ml နဲ့ eye cream က5 ml ပါပါတယ်စူဇန်အခုဖောက်နေတဲ့ဘူးလေးကတော့စူဇန်တကြားပြောသလို73သိန်းကျော်ကို4သိန်းနဲ့ရလိုက်တဲ့ပစ္စည်းကိုဖောက်ပြမှာပါအဲ့ဒီပစ္စည်း7မျိုးထဲမှာဘာတွေပါလဲဆိုရင် body lotion တပူရေမွေးတပူ hand cream တပူပြီးလို့ရှိရင် cleanser တပူပါတယ် day cream ဘူးသေးလေးတပူပါတယ် hyaluronic capsule အလုံး60ပါပါတယ် mascara နဲ့ eyeliner ကလည်း full size တစ်ချောင်းစီပါပါတယ်ပြီးလို့ရှိရင် remover လည်းတပူပါပါတယ်Skin Renew Booster Sample တပူပါပါတယ်ဒါကတော့သူတို့ website မှာကြီးညာထားတဲ့ပုံလေးပါစူဇန်ဒီပစ္စည်းအားလုံးကိုရဖို့အတွက်ကို148ပေါင်လောက်သုံးလိုက်ရပါတယ်ဒါပေမဲ့ skin care တွေအများကြီးရတဲ့အတွက်ကြောင့်မို့လို့အရန်တက်တယ်လို့ခံစားရပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်